ဖေဖော်ဝါရီလ17ရက်19ခုမြောက်သောဆန္ဒအပိုင်းငယ်1ကနေ14ဖျားခင်ကိုတွေ့မြင်ခြင်းဆန္ဒ19သည်ကျွန်ုပ်တို့နှင့်အလွန်ရင်းနှီးသည်ပထမကန်းငယ်6ခုသည်ဖန်ဆင်းခြင်း၌တွေ့ရသောဖျားခင်၏ဘုန်းတော်အကြောင်းကိုပြောသည်အခန်းငယ်9ကနေ17သည်နှုတ်ဘတ်တော်၌ဖွင့်ပြသောဖျားခင်၏ဘုန်းတော်နှင့်ကျေးဇူးတော်အကြောင်းပြောကာအခန်းငယ်12ကနေ14သည်ကျွန်တော်တို့၏နှလုံးသားထဲသို့ဘုရားသခင်စကားပြောခြင်းအကြောင်းကိုပြောသည်ဘုရားသခင်သည်မူကောင်းကင်နှင့်၎င်းတမန်ကျမ်းစာနှင့်၎င်းကျွန်တော်တို့၏နှလုံးသားများနှင့်စိတ်ဝိညာဉ်ထဲနှင့်၎င်းထင်ရှားသည်အပြည့်ကြောင့်ဖန်ဆင်းခြင်းသည်ဒုက္ခဝေဒနာခံစားနေရတော့လေယောမခန်းကြီး8အငယ်20နှင့်ဘုရားသခင်ဘုန်းတော်သည်ဖန်ဆင်းခြင်း၌ထင်ရှားလျက်ရှိသည်ကျင့်များသည်နှစ်ပေါင်း1000၌တစ်ကြိမ်သာထွက်ပေါ်လာပါကကျွန်တော်တို့သည်တညလုံးမအိပ်ပဲရေသက်ရှုမော်အအော်လျက်ကျဲများကိုကြည့်ရှုမည်ဟုတစုံတဦးကပြောခဲ့သည်နေ့ရက်တိုင်းကိုရင်ဆိုင်နိုင်သည့်မြေခွင်းတစ်ခုကိုဒါဝိဒ်ကကျွန်တော်တို့အားပေးထားသည်ပထမမြေခွင်းမှာသူတို့သားသည်သူ၏သူတို့သမီးကိုအအော်ဝမ်းမြောက်ဖွယ်ရာမျောလေးချက်ချစ်ချင်းမေတ္တာနှင့်ဝမ်းမြောက်ခြင်းတို့ဖြင့်တွေ့ဆုံရန်ထွက်လာခြင်းနှင့်တူသည်ဒုတိယမြေခွင်းမှာအပြေးပြိုင်ပွဲဝင်နေသောခွန်အားကြီးသူနှင့်တူသည်ဒါဝိဒ်ကကျွန်တော်တို့အားဒီနေ့ချင်းစီအသက်ရှင်ရန်နှင့်ဘုန်းတော်ကျေးဇူးတော်နှင့်ရောက်ရှိရမည့်ပန်းရိုင်တစ်ခုဖြစ်နေ့ရက်တိုင်းကိုစတင်ရန်ပြောသည်အကြောင်းမလားစွာဖြင့်အချွတ်တော်သူတို့သည်ဖန်ဆင်းရှင်ဘုရားခေကိုသာတည်သည်သူတို့သည်အရာအလုံးကိုဖန်ဆင်းခဲ့သောဉာဏ်ပညာရှင်တကူတော်ရှင်နှင့်ထောက်ပံ့မဆတော်မူသောအရှင်ဘုရားခင်အားကြီးညိုလေးစားကြသည်သို့သောဖန်ဆင်းရှင်ကိုသိရုံဖြင့်မလုံလောက်ပေကျွန်တော်တို့သည်ဘုရားခင်အားကယ်တင်ရှင်အဖြစ်သိရမည်ထို့ကြောင့်ဇလန်19သည်နှုတ်ဘတ်တော်၌ကိုရောဤထင်ရှားဖွင့်ပြခြင်းအကြောင်းကိုပြောသည်တမန်ကျမ်းစာသည်အပြစ်အနာစာကင်းသည်ကျွန်တော်တို့သည်၎င်းကိုယုံကြည်နိုင်သည်စမ်းသပ်နိုင်သည်မြည်ဆန်းနိုင်သည်အခန်းငယ်9ကနေ10ဤနှုတ်ဘတ်တော်အားကျွန်တော်တို့၏နှလုံးသားထဲ၌သူမီးရန်လိုအပ်သည်ထို့နောက်ဘုရားခင်သည်ကျွန်တော်တို့၏နှလုံးသားထဲ၌ကယ်တင်ရှင်အဖြစ်အသက်ရှင်နိုင်မည်ဖြစ်သည်၎င်းသည်သခင်ယေရှုအားလှရောက်တွေ့ဆုံခဲ့သည့်ပညာရှိများကိုတတိယစေသည်သူတို့သည်အထက်ကောင်းကင်ပေါ်ကသတင်းစကားကိုမြင်တွေ့ခဲ့ကြသည်ထို့နောက်သူတို့သည်ကျဲနောက်လိုက်ကထိုကျဲကသူတို့အားတမန်ကျမ်းစာစီသို့ခေါ်ဆောင်သွားခဲ့သည်မေရှိယအားမြည်သည့်နေရာတွင်မွေးဖွားလိမ့်မည်ကိုပရောဖက်ကျမ်းများမှတစ်စစ်ယေဘရဟိတ်များကသူတို့အားပြောပြခဲ့သည်ထို့နောက်သူတို့သွား၍ကိုရောကိုဝတ်ပြုခဲ့ကြသည်ဖျားသခင်သည်မိမိဘုန်းတော်ကိုနီလန်းများစွာဖြင့်ထင်ရှားစေသည်ဖန်ဆင်းရှင်ဖျားသခင်ကိုကြည်ညိုလေးစားရန်လွယ်ကူသည်သို့သောကိုရော၏နှုတ်ဘတ်တော်ကိုသင်ယုံကြည်ခဲ့ပြီလားအသက်တာ၏မိပြင်းဖို့များ၌၎င်းကိုသင်စမ်းသပ်အတည်ပြုခဲ့ပြီးပြီလား၎င်းသည်အမှန်တကယ်မြည်မြချုံမြိတ်သည်ကိုသိရှိရန်သင်မီးစမ်းကြည့်ခဲ့ပြီးပြီလားဖန်ဆင်းရှင်ဘုရားခင်သို့မဟုတ်ဖွင့်ပြသောဘုရားခင်ကိုသာမကိုးကွယ်ပါနှင့်ကိုရောသည်သင်နှလုံးသား၌ကယ်တင်ခြင်းအရှင်ဘုရားခင်ဖြစ်ပါစေ။